ကဘာမှာအကြီးဆုံးအကြမ်းဖက်နှိမ်နင်းရေးစစ်စင်ရေးတွေကတခုဖြစ်တဲ့ဒီမစ်ရှင်ဟာနောက်ဆုံးမှာတော့ရှုပ်ဝက်ထားလို့မရတော့ပါဘူးအမေရိကန်စစ်တပ်ကဒီနေရာမှာစစ်စင်ရေးလုပ်ခဲ့တယ်ဆိုတာကိုကဘာလုံးသိလာရမယ့်အချိန်ရောက်လာခဲ့ပါတယ် The United States has conducted an operation that killed Osama bin Laden, the leader of Al-Qaeda. အိုဆာမာဘင်လာဒင်တေဆုံးသွားပြီဖြစ်ပေမဲ့ Navy SEAL အဖွဲ့ကတတ်လိုက်တဲ့သူဟာတကယ်ပဲအိုဆာမာဟုတ်မဟုတ်ကိုအဲ့ဒီချိန်ထိတေချာမသိသေးခဲ့ပါဘူးအဲ့နောက်သူ့ကိုဘီဆန်နဲ့လို့ခေါ်တဲ့အရာရှိတယောက်ကဂရင်ပေါ်ကအရာခင်းတစ်ထည်ကိုယူပြီးတော့အိုဆာမာရဲ့မျက်နှာကိုစေးခဲ့ပါတယ်ပြီးတော့ဓာတ်ပုံတွေရိုက်ပြီးတော့မှအထက်ကိုပို့ပေးခဲ့တယ်15မိနစ်ကြာပြီးတဲ့နောက်မှာတကယ်ပဲသူကအိုဆာမာဘင်လာဒင်ဟုတ်မဟုတ်ကိုစစ်ဆေးခဲ့ပါတယ်အဲ့ချိန်မှာဟိုဘက်ကနေသူ့ရဲ့အရက်ကိုတိုင်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်ဖြစ်ချင်တာအဲ့ဒီချိန်မှာအရက်တိုင်းတဲ့ကရိယာမပါခဲ့ပါဘူးအဲ့နောက်အိုဆာမာရဲ့သမီးတွေဖြစ်တဲ့စူမိုင်ယာနဲ့မာယီယန်တို့ကိုဒီလူကဘယ်သူလဲလို့မေးခဲ့တယ်မာယီယန်ကတော့လိန်ပြီးတော့ဒါကအိုဆာမာမဟုတ်ပါဘူးအဗ်ဒူလာမိုဟာမက်ဟုတ်တယ်လို့ဖြေခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ယောက်သမီးစူမိုင်ယာကအမှန်တိုင်းဖြေခဲ့ပါတယ်ထပ်ပြီးတော့အတီးပြဖို့အတွက်အသက်17နှစ်အရွယ်ရှိတဲ့သူ့ရဲ့တတိယသမီးဆိုဖီယာကိုမေးခဲ့တဲ့အချိန်မှာသူကလည်းအမှန်တိုင်းဖြေခဲ့ပါတယ်အဲ့နောက်အိုဆာမာရဲ့ဒုတိယဇနီးခိုင်ရီရာကိုမေးတဲ့အခါမှာလည်းအိုဆာမာပဲလို့အတည်ပြုခဲ့ပါတယ်အဲ့နောက်အမေရိကန်တပ်တွေကအာဖဂန်နစ္စတန်မှာရှိတဲ့မက်ခရီဗီဆင်ဆိုတဲ့အရာရှိတယောက်ကို satellite phone နဲ့ဆက်သွယ်ပြီးတော့ဂျီရိုနီမို EKA ရေလို့ပြောခဲ့ပါတယ်ဂျီရိုနီမိုဆိုတာ CIA အဖွဲ့ကအိုဆာမာကိုပေးထားတဲ့ nickname ဖြစ်ပြီးတော့ EKA ရဲ့အဓိပ္ပာယ်ကတော့ enemy kill in action စစ်စင်ရေးအတွက်ရန်သူတေဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကဘာမှာအကြီးဆုံးအကြမ်းဖက်နှိမ်နင်းရေးစစ်စင်ရေးတွေကတခုဖြစ်တဲ့ဒီမစ်ရှင်ဟာနောက်ဆုံးမှာတော့ရှုပ်ဝက်ထားလို့မရတော့ပါဘူးအမေရိကန်စစ်တပ်ကဒီနေရာမှာစစ်စင်ရေးလုပ်ခဲ့တယ်ဆိုတာကိုကဘာလုံးသိလာရမယ့်အချိန်ရောက်လာခဲ့ပါတယ် The United States has conducted an operation that killed Osama bin Laden, the leader of Al-Qaeda. အိုဆာမာဘင်လာဒင်တေဆုံးသွားပြီဖြစ်ပေမဲ့ Navy SEAL အဖွဲ့ကတတ်လိုက်တဲ့သူဟာတကယ်ပဲအိုဆာမာဟုတ်မဟုတ်ကိုအဲ့ဒီချိန်ထိတေချာမသိသေးခဲ့ပါဘူးအဲ့နောက်သူ့ကိုဘီဆန်နဲ့လို့ခေါ်တဲ့အရာရှိတယောက်ကဂရင်ပေါ်ကအရာခင်းတစ်ထည်ကိုယူပြီးတော့အိုဆာမာရဲ့မျက်နှာကိုစေးခဲ့ပါတယ်ပြီးတော့ဓာတ်ပုံတွေရိုက်ပြီးတော့မှအထက်ကိုပို့ပေးခဲ့တယ်15မိနစ်ကြာပြီးတဲ့နောက်မှာတကယ်ပဲသူကအိုဆာမာဘင်လာဒင်ဟုတ်မဟုတ်ကိုစစ်ဆေးခဲ့ပါတယ်အဲ့ချိန်မှာဟိုဘက်ကနေသူ့ရဲ့အရက်ကိုတိုင်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်ဖြစ်ချင်တာအဲ့ဒီချိန်မှာအရက်တိုင်းတဲ့ကရိယာမပါခဲ့ပါဘူးအဲ့နောက်အိုဆာမာရဲ့သမီးတွေဖြစ်တဲ့စူမိုင်ယာနဲ့မာယီယန်တို့ကိုဒီလူကဘယ်သူလဲလို့မေးခဲ့တယ်မာယီယန်ကတော့လိန်ပြီးတော့ဒါကအိုဆာမာမဟုတ်ပါဘူးအဗ်ဒူလာမိုဟာမက်ဟုတ်တယ်လို့ဖြေခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ယောက်သမီးစူမိုင်ယာကအမှန်တိုင်းဖြေခဲ့ပါတယ်ထပ်ပြီးတော့အတီးပြဖို့အတွက်အသက်17နှစ်အရွယ်ရှိတဲ့သူ့ရဲ့တတိယသမီးဆိုဖီယာကိုမေးခဲ့တဲ့အချိန်မှာသူကလည်းအမှန်တိုင်းဖြေခဲ့ပါတယ်အဲ့နောက်အိုဆာမာရဲ့ဒုတိယဇနီးခိုင်ရီရာကိုမေးတဲ့အခါမှာလည်းအိုဆာမာပဲလို့အတည်ပြုခဲ့ပါတယ်အဲ့နောက်အမေရိကန်တပ်တွေကအာဖဂန်နစ္စတန်မှာရှိတဲ့မက်ခရီဗီဆင်ဆိုတဲ့အရာရှိတယောက်ကို satellite phone နဲ့ဆက်သွယ်ပြီးတော့ဂျီရိုနီမို EKA ရေလို့ပြောခဲ့ပါတယ်ဂျီရိုနီမိုဆိုတာ CIA အဖွဲ့ကအိုဆာမာကိုပေးထားတဲ့ nickname ဖြစ်ပြီးတော့ EKA ရဲ့အဓိပ္ပာယ်ကတော့ enemy kill in action စစ်စင်ရေးအတွက်ရန်သူတေဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်